အခုကိုရီးယားယောက်ျားကြာဆုံးသွားပြီယောက်ျားကြာဆုံးသွားပြီဆိုတော့အပယ်လူဖြစ်သွားပြီအထက်လူကြီးတွေကိုသိအောင်တော့ပြောချင်တယ်ကြာဆုံးသွားတဲ့ရဲမေးတွေအိုးအိမ်ယာတွေကိုနေရာထိုင်ခင်းလေးကိုကြနနအပီးအစီရအောင်လုပ်ပေးလိုက်ဒီနေ့သေးပြီဒီနေ့ယောက်ျားသေးပြီဆိုနောက်နေ့အပီးအစီရအောင်လုပ်ပေးလိုက်နော်လုပ်ပေးကြမရှိလို့ချင်းတက်မြေမကျူးကြော်ရဆိုတဲ့မြေတွေမှာအကြိုက်အဲ့နေရာတွေမှာအကွက်လေးတွေချပြီးတော့တစ်ထောင်လောက်ဖြစ်စီပေးလိုက်ကြအပိုင်နေစရာရသွားလိမ့်မယ်နော်တက်ထဲမှာမိခိုးဆိုပြီးထပ်နေရရင်ကျွန်တော်တို့လိုတရလောက်တတ်တယ်တက်မတော်အားသွန်ကြိုးပမ်းလောက်ခဲ့တဲ့လူတွေကမနေ့တနေ့ဟာတွေရဲ့ဆက်ဆံမှုတွေအောက်မှာစိတ်တက်ထိပြက်ပြီးတိမ်ငယ်ပြီးနေရတာဖြစ်ချင်တာပေါ့ဒီနေ့မျိုးသားကြမလားကြသွားပြီနောက်နေ့ကိုရီအိုးယောက်ျားရဲ့ခံစားခွင့်အိုးအိမ်နေရဘာဖြစ်ဖြစ်ချက်ချင်းရသွားပြီဆိုမောင်းထုတ်နေစရာမလိုဘူးအိမ်ဖဲခိုက်စရာလည်းမလိုဘူးဒီအိမ်လေးကိုဖယ်ပေးမှလည်းပြောနေစရာမလိုဘူးကိုယောက်ျားဖြစ်တာနဲ့နောက်နေ့အိုးအိမ်ရနောက်နေ့တန်းရင်ကော့ပြီးထွက်သွားမှာအဲ့လိုလူမျိုးတွေယောက်ျားတွေတောက်ပွဲမှာကြာသွားတာစစ်တိုက်လို့သိတာလေနော်ဒါကိုမိခိုးဆက်ချင်း6လပြည့်တာနဲ့ဆက်ချင်းဟောတီးချာဖြစ်သွားတာတကယ်မှကြံခဲ့တယ်ကိုညီမတွေလေသူတို့မျက်နှာအရေးကြီးနဲ့တီးလန့်ဆာဆာနေခဲ့ကြရတာ